ဟုတ်ရက်ပြီးကြည့်နေရဆိုလို့ရှိရင်တော့မင်းအတွက်ပဲเนาะမကြခင်မှာစိန်ခေါ်မှုတွေလာလိမ့်မယ်စမ်းသပ်မှုတွေလာလိမ့်မယ်တတိကြီးပဲเนาะစိန်ခေါ်မယ်စမ်းသပ်မယ်တခုခုလုပ်ပြီဆိုလို့ရှိရင်မထိတတိနဲ့ခလုတ်တီတိုက်တဲ့အရာတွေဖြစ်လာလိမ့်မယ်အဲ့ဒါကိုကြန့်ခိုင်အောင်လို့လှုပ်ထားပါဆိုတဲ့ဒါထဲရော့ကရဲ့နမိတ်ကိုဖြတ်ကနေဇက်ကနေဒီ post ကိုလုံးဝမကြောဘဲနဲ့ဒီအဟောကိုနားထောင်နေတယ်ဆိုလို့ရှိရင်တော့တင့်အတွက်ပဲเนาะတင်မကြခင်မှာစိန်ခေါ်မှုတွေနဲ့ရင်ဆိုင်လာရလိမ့်မယ်เนาะစိန်ခေါ်မှုတွေရင်ဆိုင်လာရမယ်တင့်ကိုတစ်မျိုးပြီးတစ်မျိုးစမ်းသပ်လိမ့်မယ်ဘာသာရေးတော်၎င်းလူမှုရေးတော်၎င်းလောက်ကင်နဲ့ပတ်သက်ပြီးတော်၎င်းအမျိုးမျိုးစမ်းသပ်လိမ့်မယ်အဲ့လိုစမ်းသပ်မှုတွေနဲ့တနည်းပြောရလို့ရှိရင်တော့တင်စာမွေးပွဲအစ်စ်ခံရလိမ့်မှာတင်မှာဘလောက်ထိခံနိုင်ရရှိလဲ resistant လို့ခေါ်တဲ့ခံနိုင်ရရှိလဲဘလောက်ထိဆုံးဖြတ်ချက်တွေကခိုင်မာနေလဲဆိုတဲ့အရာကိုစမ်းသပ်မှုတွေတစ်ခုပြီးတစ်ခုလာလိမ့်မယ်အဲ့ဒီစမ်းသပ်မှုကိုကြော်လွန်ပြီးသွားလို့ရှိရင်တင်ဟာလေဘလို့ဖြစ်သွားမလဲဆိုတော့ဘဝတစ်လျှောက်လုံးပေါ့နော်တင်ကြုံတွေ့ခဲ့ရတဲ့အခက်အခဲတွေအခက်အခဲတွေရဲ့နောက်အန်ဒီရယ်တွေပေါ့နော်စူးညောင်ခလုတ်တွေကမကြခင်မှာပဲเนาะရေစည်းနဲ့သူပါသွားတယ်လို့ဖြစ်သွားလိမ့်မယ်เนาะယုံကြည်ပါเนาะမယုံရင်စောင့်ကြည့်တင့်ကိုစမ်းသပ်လိမ့်မယ်တင့်ကိုဘလောက်ထိစမ်းသပ်မလဲဆိုလို့ရှိရင်တင့်ကို2လတိခံနိုင်ရှိလားမရှိလားဆိုပြီးစမ်းသပ်လိမ့်မယ်စမ်းသပ်မှုတွေတစ်ခုပြီးတစ်ခုလာလိမ့်မယ်เนาะဒီ post ကိုလုံးဝမကြော်ခြင်းမဲနဲ့ဆက်ကြည့်မယ်ဆိုလို့ရှိရင်တင့်အတွက်ပဲဖြစ်တဲ့အဒိဋ္ဌံ post ဖြစ်တဲ့အတွက်ကြောင့်မလို့စမ်းသပ်မှုတွေတစ်ခုပြီးတစ်ခုလာမှာအလုံးလုံးတယ်အထစ်အငေါ်တွေဖြစ်မယ်မိသားစုနဲ့လည်းစိတ်ဝမ်းကွဲစရာတွေဖြစ်မယ်မိတ်ဆွေအပေါင်းအသင်းတွေနဲ့လည်းစိတ်ဝမ်းကွဲပြီးပြက်ဆဲတာတွေရှိမယ်တင်ပါလို့တင်ကိုစမ်းသပ်တဲ့ကာလပဲအဲ့ဒီစမ်းသပ်တဲ့ကာလပြီးရတဲ့တင်ဟာအားလုံးကိုတင်ရင်ဆိုင်ခဲ့ရတဲ့စူးညောင်ခလုတ်တွေတင်ရင်ဆိုင်ခဲ့ရတဲ့အခက်အခဲတွေကတက်တာဘိုင်းလို့ပြသွားလိမ့်မယ်အဲ့ဒီအချိန်မှာတင်ပါလို့တင်တယ်လဲဆိုတော့တင်ကိုတင်အသေးဆုံးပဲတင်ယုံကြည်ရာဘာသာတရားကိုလက်ကင်ပြီးတော့ပဲတင်ပြောကြော်ဖြတ်ရမှာနေ့ရက်တိုင်းမှာစိတ်ရှည်တီးခံရမယ်မနဲ့မိုးလင်းတာနဲ့ကိုးကွယ်ရာဘာသာတစ်ခုခုကိုဖျားရှင်ကိုအောင်းမေးရမယ်ဖျားရှင်အလန်းမှာရှိနေတယ်ဆိုတဲ့ခံစားချက်နဲ့တင်နေရလိမ့်မယ်เนาะဒီဗီဒီယိုကိုဒီထိဆိုလို့ရှိရင်တော့တင့်အတွက် energy ကြိုက်တဲ့ဖြစ်တဲ့အတွက်ကြောင့်မလို့ဒါလေးကတင့်ကိုစိတ်ထားတတ်အောင်ပြောတဲ့ကတ်လေးဖြစ်တဲ့အတွက်ကြောင့်မလို့တင့်အတွက်ပဲဖြစ်တယ်ဆိုတာယုံကြည်လိုက်ပါနော်